Okay ကျွန်တော်ရဲ့ဒီတုံငယ်လေးကိုပေါ့နော်ကျွန်တော်စမ်းပေးထားတဲ့ဒါဗီဒီယိုထဲမှာအမတယောက်ကဘယ်လောက်လဲတဲ့ဘယ်လိုသုံးလို့ရလဲတဲ့တော့မေးသွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ reply ပြန်ပေးမှာဖြစ်ပါတယ်ကြည့်လိုက်အောင်ဒီကောင်လေးကိုဘယ်လိုခေါ်ကြလဲဆိုတော့ကျွန်တော်တို့က Wi-Fi ဒုံတယ် strip ပေါ့နော်အဲ့လိုခေါ်ကြတယ်သူကဘယ်လိုသုံးရတာလဲဆိုတော့သူကဒီလိုအချောင်းလေးပဲပေါ့ဗျာဒါပေမဲ့ဒီကောင်ကကျွန်တော်တို့ပြောမယ်ဆိုရင်ဒါမိသားစုပဲသုံးမလားတယောက်တည်းပဲသုံးမလားနှစ်ယောက်လောက်သုံးမလားသုံးလေးယောက်လောက်သုံးမလားသုံးလို့ရတယ်ဒုံတယ် strip လေးသူကပုံစံဒီလိုမျိုးလေးအချောင်းလေးပြီးမှတော့ဒီမှာ USB ကောင်းလေးပါတယ်အဲ USB ကောင်းလေးနဲ့ကျွန်တော်တို့ကဒါ power bank တို့ဘာလို့မှချိတ်ဆက်ပြီးထိုးပြီးတော့ဒီဆက်ကနေ Wi-Fi ပြန်နှင်ပေးမှာအဲ့ဒါလေးကိုကိုယ်ဖုန်းနဲ့ဖမ်းပြီးတော့မှာဒီဆက်တွေဆိုရင်မိမိကြိုက်နှစ်သက်ရာကတ်ကိုထည့်ပြီးတော့သုံးလို့ရတယ်။မကြည့်။ဒီမှာတော့လာဒါစင်ကတ်ထည့်တဲ့နေရာထည့်ပြီးသုံးလို့ရတယ်။ဒီကောင်းရဲ့အားသာချက်ကတွားလျာတည်ယူအသုံးပြုလို့ရတယ်။ပြီးတော့ပေါ်တီပဲဖြစ်တာဖြစ်တဲ့အတွက်ပေါ်ပါတယ်။ထိုးပြီးချိတ်သုံးရုံပဲ။ဘာဆိုဘာမှမလုပ်။ဒီကောင်လေးကလားစင်ကြီးကဘယ်လောက်လဲ။ပြီးတော့ဒီကောင်ကိုစားဝယ်လို့ရှိရင်ဘယ်လောက်ကုန်ကြမှာလဲအဲ့ဒါလေးကိုကျွန်တော်ပြောပြပေးပါမယ်လားစင်ကြီးမှာတစ်လောက်မှာ1000ခွဲကျတဲ့မှာဖြစ်ပါတယ်ကနဦးစားဝယ်မယ်ဆိုလို့ရှိရင်ဆက်ရယ်ကက်ရယ်တစ်လစာ9000ခွဲကျတဲ့မှာဖြစ်ပါတယ်လားစင်ကြီးက9000 1000ခွဲသာကုန်ကြမှာဖြစ်ပြီးတော့မိသားစုတွေစိတ်ကြိုက်အဝအသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ဒီဆက်ကိုဘယ်လိုတော့မလဲဆိုတာပြပြပါမယ်ဒီလိုလေးချိတ်ထားလိုက်ပါဒီနားလေးကစိမ့်မယ်ဒီကောင်လေးကပြပြီဆိုရင်ဖုန်းမှာ Wi-Fi ချိန်ပြီးသုံးရပါပဲချိတ်ပြပါမယ်ဒီလိုလေးပေါ်နေပြီအဲ့ဒီ password လေးရိုက်ထည့်လိုက်မယ်sorry 123456989ချိတ်သွားပါပြီပြီးရင်ယူကြည့်မယ်โอเคတက်ကြည့်မယ်ဘာသုံးမလဲကိုသုံးနေတာကိုသုံးလို့ရပါတယ်ဒါပါပဲ